ကဲတော့ဘောင်းလုံးမယ်ဟဲ့လားခုနလုံးမယ်တော့ဘောင်းကတော့ပေါ့နော်ခုနကတော့ကျွန်တော်တို့တိုင်ပင်ပြီးသွားပြီဒါပေမဲ့ကျွန်တော်တို့အခုနောက်ထပ်ထပ်ပြီးနည်းထပ်ပြောလိုက်မယ်လေအပေါ်ပိုင်းနဲ့အောက်ပိုင်းကျတော့ကျွန်မခုနအကြံပေးထားဆိုရင်ဒီကောက်တဲ့နေရာလေးကိုဖြည့်ချင်တာဆိုတော့အဲ့ပိုင်းကိုကျွန်မတော့ဘောင်းပြီးထည့်ပြီးမှာပေါ့နော်ဒီအပေါ်ပိုင်းလေးကိုထည့်ချင်ပါပေါ်ပိုင်းထဲတော့ ထဲတော့ဟုတ်နည်းနည်းတဘာဝဆန္ဒပူကြိုက်တဲ့ဖြစ်နေနော် wave ပြောက်သွားမှာ wave ပြောက်သွားမှာဆိုတော့အဲ့ဆိုကျွန်မတော့ treatment လုပ်တဲ့ခါကျလို့ရှိရင်စံသားကိုပေါ့နော်အားဖြည့်တဲ့ပုံစံမျိုးလေးလုပ်ပေးလိုက်မယ်ဟုတ်နော်စစ်ပြေလားပြေတယ်Dahil makampena ay ni sawa mari Pipla ay tagkamanawt ga Siya nitog na po ay ba ay mamikol matagla